တနင်္လာနဲ့တောက်ကြသားသမီးများကြည်နေတယ်ဆိုရင်ဒီဗီဒီယိုဖိုင်ကိုကြော်မသွားဘဲနဲ့အစဆုံးကြည့်ပေးပါရှင်နော်ဆရာမကတော့ဆရာမမြကြာခင်ပဲဖြစ်ပါတယ်ရှင်နော်တနင်္လာတောက်ကြသားသမီးများအတွက်တရက်10လ2025စပြီးတော့ရှေ့ကိုပေါ့နော်ဆရာမ15ရက်စာဒီအာယုံနမိတ်ဟောပြီးမှာဖြစ်ပါတယ်ရှင်နော်တနင်္လာသားသမီးတွေပါတယ်ဆိုလို့ရှိရင်တနင်္လာနဲ့တောက်ကြသားသမီးကဒီ10လပိုင်း1ရက်နေ့ကစပြီးတော့10လပိုင်း15ရက်နေ့16ရက်နေ့ထိမှာပေါ့နော်ဘဝအပြောင်းလဲကြုံရမယ်ရှင်နော်အလုတ်သစ်နေရာသစ်အိုးသစ်အိမ်သစ်ပြောင်းရမယ်ရှင်နော်ပတ်စံနေအများကြီးဝင်ကိန်းရှိပါတယ်ရှင်နော်ငွေအထူးဝင်ကိန်းရှိတဲ့နေ့နံနေဖြစ်ပါတယ်ရှင်နော်တနင်္လာနဲ့တောက်ကြသားသမီးတွေဆိုလို့ရှိရင်ကိုကအလုတ်ရှာနေတာဆိုလောက်ရလိမ့်မယ်ရှင်နော်ငွေရေးကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေရအစင်ပြန်ပြေတော့မဲ့ကာလဖြစ်ပါတယ်ရုတ်တရက်အပြောင်းလဲကြုံရမယ်ရှင်နော်တနင်္လာနဲ့တောက်ကြသားသမီးများပါတယ်ဆိုဒီဗီဒီယိုဖိုင်ကို share သွားပေးပါအချစ်ရေးဆိုလို့ရှိရင်အချစ်ရေးအိမ်အောင်ရေးလူမှုရေးစီးပွားရေးအစရအစင်ပြေတော့မဲ့အချိန်ကြီးဖြစ်ပါတယ်ရှင်နော်တနင်္လာသားသမီးများဆိုလို့ရှိရင်သတိထားရမှာတစ်ခုပါပဲကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အစာမကြည့်တာရင်ပြည့်ရင်ကဲဖြစ်ကိန်းရှိပါတယ်အလုပ်သစ်နေရာသစ်အိုးသစ်အိမ်သစ်ပြောင်းဝရွှေ့ရကိန်းရှိပါတယ်ရှင်နော်ဆရာမရှိမှာဇာတာစစ်မယ်ဆိုလို့ရှိရင်66 8နှစ်4နှစ်5နှစ်856ဘိုက်ပါဖုန်းတစ်လုံးပဲသုံးပါတယ်ရှင်နော်အဲ့ဒီဘိုက်ပါဖုန်းကနေမှဓာတ်ရိုက်ဆက်သွယ်လာမေးပါ Facebook CB မှာလည်းမဟုတ်ဘူးတခြားဘိုက်ပါဖုန်းတွေနဲ့လည်းမဟုတ်ဘူး Telegram မဟုတ် TikTok မသုံးဘူး TikTok CB မှာမဟုတ် YouTube မှာလုံးဝမဟုတ်ပါဘူးရှင်နော်ဆရာမအခုတင်ပေးထားတဲ့66 8နှစ်4နှစ်5နှစ်856ဘိုက်ပါဖုန်းတစ်ခုထဲမှာပဲဓာတ်ရိုက်ဟောပါတယ်ကျန်တဲ့ဖုန်းနံပါတ်တွေလုံးဝမပေးဘူးကျန်တဲ့ဘိုက်ပါတွေလုံးဝမပေးဘူးကျန်တဲ့နေရာမှာမဟောပါဘူးရှင်နော်အဲ့ဒီလိုဟောနေတယ်ဆိုရင်အကောက်တုလူလိန်အကောက်တွေဒါဖြစ်ပါတယ်ရှင်နော်ဝိုင်း share ပေးပါရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်မှန်တယ်ဆိုရင် comment ရေးမယ် like and share လုပ်မယ်ရှင်နော်နောက်လဲဆရာမအမြဲတမ်းတင်ပေးပါမယ်ရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်